စွာသာသနာအတွင်းမှာဂျုံဆုံလာလင်းရကြပါမေတ္တာကရုဏာဘာဝနာတရားကရှင်မထားလို့ပွားများနိုင်စေရာသာသနာအတွင်းမို့မြတ်သောဆုနဲ့ပြည့်စုံစေမှာမြတ်ဖရာရှင်ဟောကြားဒေသနာနာယူမသားကြပါတန်တရားအတွင်းမှာလွတ်ကင်းမို့လမ်းပြတော်မူရာဘုရားမြတ်စွာသာသနာအတွင်းမှာဂျုံဆုံလာလင်းရကြပါမေတ္တာကရုဏာဘာဝနာတရားကရှင်မထားလို့ပွားများနိုင်စေရာသာသနာအတွင်းမို့မြတ်သောဆုနဲ့ပြည့်စုံစေမှာမြတ်ဖရာရှင်ဟောကြားဒေသနာနာယူမသားကြပါတန်တရားဖေးမှလွတ်ကင်းမို့လမ်းပြတော်မူတာလူဘဝဆိုတာရခဲ့လာတဲ့ဘုံဘဝမို့ပါအပြန်နဲ့အသွားဆုံးနေတော့ပမာကြုံတွေ့ကြခဏဧည့်သည်တွေပါမြတ်ဖရာရှင်ထားခဲ့သာသနာကြုံငယ်လာစွာဆုံရခဏတာဘုံဘဝမို့ပါသာသနာပြုနိုင်စီဖို့ရာအလူအတန်းလေးပေးကြပါကိုယ်သာပြုမှလူရဆုနဲ့ပြည့်စုံမှာမြတ်စွာသာသနာအတွင်းမှာဂျုံဆုံလာလင်းရကြပါမေတ္တာကရုဏာဘာဝနာတရားကရှင်မထားလို့ပွားများနိုင်စေရာသာသနာအတွင်းမို့မြတ်သောဆုနဲ့ပြည့်စုံစေမှာမြတ်ဖရာရှင်ဟောကြားဒေသနာနာယူမသားကြပါတန်တရားအတွင်းမှာလွတ်ကင်းမို့လမ်းပြတော်မူရာလူဘဝဆိုတာရခဲ့လာတဲ့ဘုံဘဝမို့ပါအပြန်နဲ့အသွားဆုံးနေတော့ပမာကြုံတွေ့ကြခဏဧည့်သည်တွေပါမြတ်ဖရာရှင်ထားခဲ့သာသနာကြုံငယ်လာစွာဆုံရခဏတာဘုံဘဝမို့ပါသာသနာပြုနိုင်စီဖို့ရာအလူအတန်းလေးပေးကြပါကိုယ်သာပြုမှလူရဆုနဲ့ပြည့်စုံမှာ